Okay အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ဒီနောက်ရဲ့ဗီဒီယိုလေးမှာတော့ဒီနေ့ verb နဲ့ tense နဲ့ဘယ်လိုခွဲတယ်လဲပေါ့နော်ဘယ်ဟာကို verb ခေါ်တယ်လဲဘယ်ဟာကို tense ခေါ်တယ်လဲဆိုတာလေးကိုကျွန်တော်အနည်းငယ်လေးရှင်းပြပေးချင်ပါတယ်အများစုက verb နဲ့ tense ကိုဘယ်တော့မှဒီချက်ခွဲပြမသိသေးပါဘူးဘာလို့ဆိုတော့ကျွန်တော်ငယ်ငယ်သင်ခဲ့ရတဲ့ပုံစံကလည်း verb နဲ့ tense ကိုရောနေလို့ပါဟုတ်ပြီနော်အဲ့တော့အများအပြား verb ပေါ့နော်verb ဆိုကရိယာ okay verb ပြီးလို့ရှိရင်ဆရာတို့ကျွန်တော်တို့က tense ကိုသွားပါတယ်အဲ့တော့ verb ကိုအရင်ဆုံးခွဲကြည့်အောင် verb ဟုတ်ပြီနော် verb ဘယ်နှမျိုးရှိလဲဆိုလို့ရှိရင် verb မှာလည်းကျွန်တော်၄မျိုးခေါ်ပါတယ်အရင်တော့ခေါ်ခဲ့တာ verb 1 verb 2 verb 3 verb 4ဒါတွေကမြန်မာပြည်အခေါ်ပဲရှိပါတယ်တကယ်အင်္ဂလိပ်ခေါ်မှအဲ့လိုမခေါ်ပါဘူးအဲ့တော့ကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင် present ခေါ်လို့ရတယ်ဒီမှာ past ခေါ်လို့ရတယ်မကြိုက်ဘယ်လိုခေါ်မလဲဆိုရင်past participle လို့ခေါ်ပါတယ် past participle ဟိုဘက်ကျလို့ရှိရင်လည်း present participle လို့ပဲခေါ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ verb ကိုဘယ်မှာလို့ဘာသာပြန်တဲ့ခါကျရင်ဒီကောင်ကတီပေါ့သွားဒီလာဒီစားဒီဒီကောင်ကျတော့ခဲ့ဒီသွားခဲ့ဒီလာခဲ့ဒီစားခဲ့ဒီအဲ့မှာကျွန်တော်ငယ်တော့ချက်ခဲ့ရတာသွားပြီးပြီလို့ပြန်လို့မရပါဘူး verb မှာသွားပြီးပြီဆိုတာမရှိပါဘူး verb မှာကဘာလို့ဆိုတာထားတော့ပဲရတယ်ထားတော့ဟုတ်ပြီနော်စားထားတော့ပြီးလို့ရှိရင်ချက်ထားတော့ဒီမှာဆိုလို့ရှိရင်နေတော့ပဲရပါတယ်စားနေတော့ချက်နေတော့လို့ပဲရပါတယ်ဒါက verb မှာဘယ်လိုခေါ်လဲ participle verb လို့ခေါ်ပါ participle နှစ်မျိုးခေါ်ပါတယ် verb လည်းခေါ်တယ် adjective လည်းခေါ်တယ်ဒါဆိုရင် tense ကိုသွားကြည့်အောင် tense မှာဟုတ်ပြီ tense မှာလည်း၄မျိုးရှိပါတယ် tense မှာလည်း present ပြီးရင် past ရှိပါတယ် present past အဲဒီမှာကျမှကျွန်တော်တို့ငယ်တော့ချက်ခဲ့တဲ့ပြီးပြီလို့ဆိုတာဒီမှာကျမှရောက်လာတာအဲ့ဒါကြောင့်ဘယ်လိုပြီးပြီဆိုလို့ရှိရင် perfect လို့ခေါ်ပါတယ်အဲ့တော့ဒီ tense ကိုဖြည့်ဖို့ဆိုလို့ရှိရင်ခုန participle လည်းပါရတယ် participle ရှေ့ရှိမှာပါထည့်လို့ဆိုရင်အခုကရိယာ verb to have left ခုနပြောတဲ့ verb 3ခေါ်တဲ့ participle ကိုထည့်ပေးရပါတယ်နောက်တစ်ခုကျတော့ continuous ဖြစ်ဖို့အတွက်ကခုနရှိမှာအခုကရိယာပါထည့်တယ် verb to be plus ခုနပါတယ် present participle ing ကိုထည့်ပေးရပါတယ်အဲဒီလိုမှဒါကျွန်တော်တို့က tense ဖြစ်သွားပါတယ် tense မှာဘာလို့ပြန်လို့ရှိရင်ပြီးပြီလို့ဘာလို့ပြန်ရတယ်ဖူးတယ်လို့ဘာလို့ပြန်လို့ရတယ်ဒီမှာကျတော့နေတယ်လို့ဘာလို့ပြန်လို့ရတယ်စားတယ်လို့ဘာလို့ပြန်လို့ရပါတယ်เนาะဟုတ်ကဲ့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမှာဒါ verb နဲ့ tense လေးကိုရှင်းလင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်ပေးကြပါဦးခင်ဗျာအားလုံးပဲမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်